ဒီကနေ့ကဖေဖော်ဝါရီလ1ရက်နေ့2026ခုနှစ်မြန်မာနိုင်ငံသားတွေအတွက်အစောကနေစသွားလို့ချင်းအမေစုလွတ်မြောက်မှုနဲ့တိုင်းပြည်ငြိမ်းချမ်းမှုလို့ပြောရလို့ပေါ့မြန်မာနိုင်ငံတော်မငြိမ်းချမ်းခြင်းအကြောင်းအရာပေါ့မင်္ဂလာဆိုတဲ့ကောင်းတဲ့အောက်ကနေတော့အမေစုရဲ့ CDM ရဲ့ PDF တွေနိုင်ငံတော်ရဲ့အကြောင်းအရာပဲပြောနေအမေတော်စုကြည်အောင်ဆန်းကိုလွတ်ပေးဖို့အတွက်ကြိုးစားခဲ့တာကတပ်မတော်ကနေဖြစ်နေ2023ခုနှစ်ထဲမှာကိုဇော်ဘုံဟင်းကနေဘာပြောခဲ့တယ်ဆိုအမေစုကိုလွတ်ပေးတော့မယ်လို့ပြောတော့အမေစုကိုထောက်ကန်တယ်ဆိုတဲ့ PDF တွေနဲ့တိုင်းသားလက်နက်ကန်တွေကနေစကားထွက်လာတယ်နိုင်ငံခြားမှာရောက်တဲ့မီဒီယာတွေကအမေစုထွက်လာလို့ရှိရင်ငါတို့ကောင်လေးကနောက်ကိုစုပ်လို့မရဘူးဆိုတဲ့စကားAOG ကိုတိုင်ကလည်းပဲဒီလိုပဲပြောခဲ့တယ်2020နဲ့2023နဲ့မှာနိုင်ငံခြားသွားနေတဲ့သူတို့ရဲ့တွေ့ဆုံခိုင်းကြမှာတော့အောင်ဆန်းစုကြည်ကိုလှုပ်ပေးခဲ့ရင်လည်းကျုပ်တို့ရဲ့တော်လိုင်းကဘရောမှနောက်ကိုစုပ်မှာမဟုတ်ဘူးထပ်ပြီးတော့လုံးမှာပဲဆိုတော့ပြောသွားခဲ့တယ်အဲ့လိုပြောသွားရင်ယူကရိန်းနိုင်ငံကိုထောက်ပံ့ပေးတဲ့တရက်စာတွေကအပုံ100ပုံတပုံရအောင်200 300နဲ့တိုက်ပါမယ်ဆိုတော့နိုင်ငံခြားကငွေကိုစုတော့မြန်မာနိုင်ငံသားတွေကိုအသက်မရှိတဲ့လမ်းတွေတရားတော်ဖျက်ပေးခဲ့တာဖြစ်တယ်ဒါကြောင့်ဒေါအောင်ဆန်းစုလှုပ်ပေးနေသူကထပ်ပြီးတော့တိုက်မှာပဲဖြစ်တယ်သူတို့ကိုယ်တိုင်ပြောခဲ့တဲ့ဗီဒီယိုဖိုင်တွေမှတ်တမ်းတွေရှိနေကြတာပါမြန်မာနိုင်ငံအတွက်ကိုဒီနေ့လူတွေအားလုံးကပြောရမြန်မာနိုင်ငံမှာမငြိမ်းချမ်းဘူးဒုက္ခတွေမရဘူးဒုက္ခတွေရောက်နေကြအဲ့ဒါဘာကြောင့်လဲမင်္ဂလာတရားတော်တွေပြတ်သုံးနေလို့ပါမင်္ဂလာတရားတွေပြတ်သုံးနေလို့ပါမင်္ဂလာရှိအောင်မနေကြလို့ပါလို့ကျွန်တော်အဖြေထုတ်လို့အဲ့တော့ CDM တွေဘယ်လိုဖြစ်လို့ပြဿနာတက်နေကြလဲဆိုလို့ရှိရင်လူတွေကလေးသိတဲ့နေရာမှာမနေလို့ပါကုသိုလ်ပညာဥစ္စာရဖို့သင်ရဒေတာအမြဲနေရှေးကတင်ကြိုပြုခဲ့ဘူးဒီကောင်းမှုအထူးရှိပါလိမိမိကိုယ်ကိုကောင်းအောင်ထိလို့မတိန်ကျင်တဲ့စောက်တီလေးဆိုအဲ့ဒီမစောက်တီတဲ့ကြောင့်ပฏิရူပဒေတာဘာသောစာပုပ္ပေစာကတပုံညတာအတ္တတမပဏိတိစာဧတံမင်္ဂလာမௌတ္တမံဆိုတဲ့မင်္ဂလာတရားတော်ကြီးအားလုံးကိုစီတန်ရဖြတ်စည်းနေလို့ပါပြည့်စည်သွားကြတာပါကုသိုလ်မရတဲ့နေရာပညာမရတဲ့နေရာဥစ္စာမရတဲ့နေရာကိုယ်ဘဝကိုယဉ်တော့ကိုဖြတ်စည်းတဲ့လုပ်ရက်တွေဟာစီတန်ရအမှားကြီးပဲဖြစ်တယ်ရှေးကတင်ကြိုပြုခဲ့ဘူးဒီကောင်းမှုအထူးရှိပါလေကိုယ်တိုင်ကမကောင်းတော့ဒီပုတ်ထဲကပဲဒီဘဲတွေပဲဖြစ်နေကြတယ်အဲ့တော့ကိုရဲ့ရှေးပုံရှေးကံနဲ့ကိုရဲ့လှုပ်ဆောင်ချက်တွေကိုအာမကိုပဲနဲ့အလုံးမလုံးပဲနဲ့စားမယ်ဆိုလို့မြင်ထားတဲ့အမြင်မျိုးတွေဟာမင်္ဂလာတရားတော်ရဲ့ဆက်ညက်ပဲအာမင်္ဂလာတွေပရဘာဝဖြစ်နေတာဒါကြောင့်လဲစီတန်တွေဘဝပြတ်နေတာလားမိမိကိုယ်ကိုကောင်းအောင်ထိလို့မတိန်နေနဲ့မရင်းနေတဲ့စောက်တွေလုံးကိုမထိန်တဲ့ကြောင့်ဒီနေ့မြန်မာနိုင်ငံရဲ့ပြင်ပကို passport မပါပဲမှတ်ပုံနေမပါထွက်သွားကြဒီကနေ့စီတန်တွေပြတ်ပြီးနေတာဒါကြောင့်ဒီလူတွေကိုကုသိုလ်ပညာဥစ္စာရဖို့သင်ရဒေတာအမြဲနေရှေးကတင်ကိုပြုခဲ့ဘူးဒီကောင်းမှုအထူးထူရှိပါလိဥစ္စာကိုပေးနေထိုင်ရေးညှော်ရေးတုံးရက်ပြီးဥစ္စာကိုပေးနေထိုင်ရေးနိုင်ငံသားမှာသွားနေတဲ့ပတ်စံနဲ့မပေးခြင်းဘူးအဲ့နိုင်ငံသားတွေရဲ့တရားဝင်နဲ့မနေထိုင်မဲနဲ့ခိုးတာတွေဆိုးတာတွေလူတာတွေနိုင်တာတွေပါမလုပ်ကြပါနဲ့လို့ကျွန်တော်ပြောချင်တာအဲ့ဒါစီတန်တွေပြပေါ့နောက်ထပ်လူငယ်တွေကိုဖျက်ဆီးသွားတာပေါ့အခုနောက်မှဂျီဇတ်တို့ပြည်ဖြတ်တို့ကဘယ်လောက်ထိဝမ်းနေကြကောင်းလဲတက်ကောင်းတက်ရဟူသည်များကိုကြားမြင်တုဒ္ဒရှိပါလိမ့်ဘုဒ္ဓသေစင်သာတိတ်ပင်းစာဝိနည်းယောစာသူသိခိတော်သူဘာတိတာစာယာဝါစာဧတံမင်္ဂလာမௌတ္တမံငါကလေးတွေရေကူးသလိုငါကလေးတွေတောင်းမှဆောင်ရပြန်တင်ကြမှာဖြစ်တယ်ရှေးတုန်းကအစမြန်မာလူမျိုးတွေတခြားသောနိုင်ငံလူတွေအစကလေးတွေကိုတွေ့ရင်ဒီကလေးတွေကိုခေါ်ပေးပါပညာသင်ကြားပေးပါဒီကနေ့ကျောင်းတွေကိုမတက်နဲ့လို့ပြောကြတာဘယ်လောက်တွေကိုမနေကြကောင်းအားကြောင့်ပြဿနာတက်နေအိုးအိမ်တီထောင်ဝမ်းစာရေးတွက်အသက်မွေးဖို့အတက်တင်လေးလူနည်းဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာကျင့်သုံးဝိကြည်ကြည်လိမ္မာရင်ကြီးချိုသာအေးဆွေးလက်ပါဒီကနေ့အရွယ်ရောက်စားကလေးတွေကိုတေအောင်တတ်အောင်လို့မြှောက်ပင့်ပေးတဲ့သူတွေကြောင့်တိုင်းပြည်ပြန်နေတာမင်္ဂလာတရားတွေပြတ်သုံးနေတာအသက်ရှိတဲ့သူတွေကိုမဆိုတာနဲ့အသက်မဲ့တဲ့လမ်းတွေတရားတော်ဖြတ်ပြီးတော့ဝမ်းသာနေကြတာဒါကြောင့်တိုင်းပြည်ပြတ်စီးနေတာမြန်မာလူမျိုးတွေမြန်မာယောက်ျားတွေကိုမျိုးကိုပြန်ဆဲလို့ပြည့်စည်နေကြတာဒါကြောင့်လူလူနားလေကြတာလို့ပဲပြောကြတယ်နိုင်ငံခြားမှာနေတဲ့ CDM တွေကိုလို့ကိုကုံလို့ချင်းဟာဘဝပြတ်ခြင်းရဲ့အကြောင်းတရားတွေပဲဖြစ်နေဒါကြောင့်တင်တို့သွားနေတဲ့နားတွေကကုသိုလ်ပညာဥစ္စာရဖို့သင်ရဒေတာအနေနဲ့ဟုတ်ပါသလားဆိုတော့ပြန်တွေးမယ်2022ခုနှစ်တော့ပြောခဲ့တဲ့စကားတွေကအမတန်တွေးခေါ်စရာဖြစ်နေတယ်နိုင်မြင်းကိုလောင်းတယ်လို့ပြောတယ် CDM တွေရဲ့အိမ်တွေနဲ့ PDF တွေရဲ့အိမ်တွေကိုဝယ်တဲ့သူတွေကနိုင်ငံခြားကိုထွက်ပြေးသွားတဲ့ထောက်ပို့တွေပဲဖြစ်နေတယ်အဲ့လူတွေမြန်မာနိုင်ငံကိုပြန်ဖို့တအခုကြိုးစားကြပြီသူတို့ကနိုင်မြင်းလောင်းထားတာကိုယ့်ရဲ့မိဘတွေရဲ့အိမ်တွေခြံတွေကိုရောင်းစားတဲ့နိုင်ငံခြားကိုထွက်ပြေးသွားတယ်ကုသိုလ်လည်းမရအောင်ပညာလည်းမရအောင်ဥစ္စာလည်းမရအောင်စိတ်ခါလည်းကြာနေတယ်လူ
တခြားသူတွေကိုနန်းစီရီယန်တွေပါဆိုတဲ့နာမည်ပေးတဲ့ social punishment လုပ်ရမယ်ပေါ့သူများရဲ့မိဘကိုသားသမီးရဲ့ပုံတွေကိုထောင်ဆဲတာတွေရုပ်မာတာတွေဒါတွေကမကောင်းဘူးဒါမှနိုင်ငံရောက်နေတယ်လေနိုင်ငံခြားကနေကိုယ့်လူမျိုးချင်းကိုပြန်တတ်ဖို့တဲ့မြောက်ပင်ပေးတယ်လေအတိတရားရှိကြတော့အဲ့ဒါပြောချင်တာ2021ခုနှစ်တုန်းကတော်လေးကမနက်ဖြန်တပတ်ခါပြီးမယ်ကျောင်းတွေလည်းမတက်ပါနဲ့2လ3လပါပဲလို့ပြောတဲ့သူတွေအခုက9နှစ်ကကြော်တော့မှာပဲဖြစ်တယ်ဖေဖော်ဝါရီလ1ရက်နေ့ဟာအမေရိကန်နိုင်ငံထဲမှာဆန်ဖရန်စစ္စကိုဘေးဧရိယာမှာအစည်းအဝေးလုပ်တဲ့နေ့ပါ9နှစ်တောက်တဲ့နေ့ဖေဖော်ဝါရီလ2ရက်နေ့မှာမီတို့ရှုပ်စန္ဒပြသပိတ်မှောက်မှာအမေရိကန်နိုင်ငံထဲကနေပြီးတော့စပြီးတော့ကြွေးကြော်တဲ့နေ့ပဲဖြစ်တယ်9နှစ်မြောက်တဲ့နေ့လို့ပြော2021ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့မှာအမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုဘေးဧရိယာမှာ Free Burma Action ဆိုတဲ့အဖွဲ့ကိုဖွဲ့ပြီးတော့မြန်မာချင်းပြန်တတ်ခိုင်းတဲ့အဖွဲ့ကိုဖွဲ့စည်းခဲ့ပြီအခုတော့သူတို့ရဲ့ဖုန်းသွားပြီသူတို့ရဲ့ဖုန်းနံပါတ်သူတို့ဆိုရင်နော်သူတို့ရဲ့နောက်တဲ့ဖုန်းတစ်လုံးထဲမှာသူတို့ဖုန်းနံပါတ်ရှိနေတော့မှရှိတယ်အခုချိန်ကြီးရှိနေတော့မှဖြစ်တယ်မြန်မာချင်းပြန်တတ်ခိုင်းတဲ့အဖွဲ့အဲ့တော့ NUG ကိုယာယီအစိုးရကြီးလို့သတ်မှတ်ထားတဲ့သူတွေ NASA ကထက်သူတွေမဟုတ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထက်အရင်သူတို့ရွေးကောက်ပွဲဘာကြောင့်မလုပ်တာလဲ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအာဏာထိန်းတယ်ဖေဖော်ဝါရီလ2ရက်နေ့မှာသူတို့တွေလူချင်းပြန်တတ်ဖို့တော့အမေရိကန်နိုင်ငံနဲ့မြောက်ပင်ပေးလိုက်ပြီအခုအမေရိကန်နိုင်ငံရောက်နေတဲ့ NUG ကသူတွေတဲ့မသိကြအောင်စောင့်နေတယ်လို့အမေရိကန်နိုင်ငံထဲမှာ Spring Development Bank ຫນွေဦးဘဏ်ကြီးကို SDB ကြီးကိုသူတို့ဖွင့်နေပြီလို့ပြောတဲ့လူတွေအခုအတန်တိတ်သွားကြပြီ2021ခုနှစ်ထဲမှာ CRP ကိုအင်္ဂလိပ်တဝက်မြန်မာတဝက်နဲ့ Community Representative ပြည်သူ့လွှတ်တော်ဆိုတော့ပေးခဲ့ကြတာအဲ့ဒါ2020တုန်းကရွေးကောက်ပွဲရလဲနေပါပြည်သူအာဏာပြည်သူပြန်ပေးဆိုတဲ့ကြွေးကြော်တန်ကိုကြော်ညာနေတဲ့သူတွေကြီးညာနေတဲ့သူတွေကသွားတောင်းတဲ့နေရာမှာနေတယ်ပြည်သူတွေရဲ့အာဏာကိုယူသွားတာကအမျိုးသားညီညွတ်ရေးအစိုးရကြီးပဲဖြစ်တယ်ဒီကနေ့အမျိုးသားညီညွတ်ရေးအစိုးရကြီးယာယီအစိုးရကြီးကရွေးကောက်ပွဲကိုဘာကြောင့်မလုပ်ကြတာလဲသူတို့တွေကိုယ်တိုင်ဘာကြောင့်မလုပ်တာလဲAOGမှာရှိနေတဲ့ဝန်ကြီးဌာန18ခုမှာပြည်တော်စုဝန်ကြီးနဲ့ပြည်တော်စုဒုဝန်ကြီးတွေရှိနေကြပြီတော့ဝန်ထမ်းတွေမရှိကြဘူးအဲ့ဒီသူတွေကတချို့သောသူတွေကနိုင်ငံခြားသားတွေဖြစ်နေကြတယ်မြန်မာလူမျိုးမဟုတ်တယ်လို့မြန်မာတိုင်းသားလည်းမဟုတ်ကြဘူးမြန်မာနိုင်ငံသားလည်းမဟုတ်ဘူးတချို့ဆိုရင်မြန်မာလူမျိုးပေါင်းတန်းနဲ့ခြေပြီးတော့လူမောင်ကိုလှုပ်တဲ့အဖွဲ့ရဖြစ်နေတယ်ဘင်္ဂလီကိုလှုပ်ရှားတဲ့လူဖြစ်နေတယ်အမတန်ဝန်နေစရာကောင်းတယ်ဒီကနေ့ AOG ယာယီအစိုးရကြီးထာဝရတည်ဖို့အတွက်ရွေးကောက်ပွဲဘယ်တော့လုပ်မှာလဲ2020တုန်းက AOG ကို NLD ကိုပေးလိုက်တဲ့မဲရော NLD ကိုမပေးတဲ့မဲရောအားလုံးကိုအတီးပြုတ်သွားတာက AOG ကိုယ်တိုင်ဖြစ်နေတယ်အဲ့ဒီမဲတွေနဲ့ပဲ AOG အစိုးရကိုဖွဲ့စည်းခဲ့တာဖြစ်တယ်ဒီကနေ့တက်မတော်ဟာအစိုးရရဲ့လက်အောက်မှာရှိရမယ်လို့ပြောတဲ့သူတွေ NUG ရဲ့လက်အောက်မှာဘယ်တိုင်းသားလက်နက်ကနေရှိနေကြတယ်လဲအဖရခိုင်နိုင်ငံကိုတည်ထောင်မဲ့သူတွေဆိုလို့ရှိရင် AOG နဲ့2022ခုနှစ်မှာပူးပေါင်းသွားကြတယ်အဲ့ဒီရခိုင်ပြည်နယ်ထဲမှာအဖရခိုင်နိုင်ငံကိုတည်ထောင်မယ်ဆိုတဲ့သူတွေကဘင်္ဂလီတွေကိုအုပ်ချုပ်နေရမှာပေးတယ်လို့ဘင်္ဂလီတွေကိုလက်နက်တက်ဆင်ပေးထားတယ်ရခိုင်လူငယ်တွေအိမ်မပြန်ရတော့ကရင်ပြည်နယ်မှာကော်တူလေးနိုင်ငံကြီးကို2023ခုနှစ်ကအော်ခဲ့တယ်အခု2025ခုနှစ်2026မှာလည်းအော်နေတယ်ကော်တူလေးနိုင်ငံမှာသွားပြီးတာဝန်ထမ်းဆောင်တဲ့ PDF တွေနဲ့ CDM တွေလွတ်မြောက်နယ်မြေဘယ်နေရာမှာတာဝန်တွေထမ်းဆောင်နေကြရပြီလဲဆိုတဲ့မိကုန်းတွေကိုသူတို့မပြေတော့ဘူးဒီပါမာရင်းညာအဖွဲ့ကိုလက်ခံခဲ့တဲ့ကရင်ပြည်နယ်ညီကိုခဏနေပြန်စားတော့လမ်းကြောင်းတွေလည်းလွဲနေပြီထင်ပါတယ်ကျောင်းတွေနဲ့ခဏလေးအမှောင်တွေကညီကိုခဏကျွန်တော်တို့ဒီနေရာမှာစကားပြောတာလည်းအိုက်ပေးထားကြပါဦးအမေရိကန်နိုင်ငံမှာ FDB Spring Development Bank ຫນွေဥပန်ကြီးကိုဖွင့်ခဲ့တယ်ဆိုတော့မြန်မာလူမျိုးတွေရဲ့အသက်သွေးချွေးတွေကိုချပြီးနေတဲ့သူတွေဒီကနေ့ပုံနေကြပြီကော်တူလေးနိုင်ငံကြီးထဲမှာလွတ်မြောက်နယ်မြေလို့လိန်ခံထားတဲ့အမဲရောက်နယ်မြေမှာဘယ်စီရီယန်တွေတောင်းထမ်းဆောင်နေကြပြီလဲကော်တူလေးနိုင်ငံကိုထီထောင်ပြီးတဲ့နောက်ပိုင်းမှာဖရီဘာမာရင်ဂျာအဖွဲ့ကိုလက်ခံခဲ့တဲ့ကရင်ပြည်နယ်မှာဘသူတွေများတောင်းနေထမ်းဆောင်နေကြရပြီလဲမြန်မာနိုင်ငံသားတွေအနေနဲ့အခုကသူတို့ကယောက်ျားကောင်းနေစကားပြောနေသားကောင်းနေစကားပြောနေတာအမောင်တွေကမောင်မဲတွေမြန်မာလူမျိုးချင်းပြန်တက်ခိုင်းတဲ့လူတွေတက်ကောင်းတက်ရဟူသည်များကိုကြားမြင်တူတာရှိပါလေအလုတ်တာဝန်မလေဟင်းနဲ့အပြစ်ကင်းအောင်လုပ်ပါလေအိုးအိမ်တီထောင်ဝမ်းစာရေးအတွက်အသက်မွေးဖို့တက်တင်လေလူနည်းဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာကျင့်သုံးဝတ်ကြည်ကြည်ကြိုးကြောင်ပြညွန်ဆုံးမစကားကိုပြောကြလာကနားရလူစိနားလွဲရမယ်ဒီကနေ့မင်္ဂလာတရားတော်ပျက်စီးနေတဲ့သူတွေကိုယ့်လူမျိုးကိုကြောင်းမထားတဲ့သူတွေတော်လဲကြီးပြီးမှကြောင်းထားမယ်တော်လဲရဲ့အနည်းဆုံးကာလကိုမပြောနဲ့အနည်းဆုံးကဒီနေ့နိုင်ပြီလို့ပြောလို့ရတယ်2021ခုနှစ်တည်းကမနက်ဖြန်တပတ်ခါနိုင်ပြီလို့ပြောတဲ့လူတွေအခု2026ကိုရောက်လာပြီသူတို့နိုင်တယ်လို့မပြောနိုင်ကြသေးဘူးဒါကြောင့်တော်လဲရဲ့အဝေးဆုံးကာလကြာမှာမင်းတို့လမ်းတွေတရားတွေကို
စောက်တော့မှလားအသက်မရှိတဲ့လမ်းတွေတိုင်းနဲ့ရန်ဖြစ်တဲ့သူတွေပြောတာပါဒါကြောင့်ယောက်ျားကောင်းတွေလို့ပြောကြပါသားကောင်းတွေလို့ပြောကြပါကုသိုလ်ပညာဥစ္စာရဖို့တင်ရဒေတာအမြဲနေကိုယ်အတတ်ပညာနဲ့ကိုပြန်တတ်တဲ့သူတွေမဖြစ်ကြပါသေးနဲ့ CDN ကိုကျွန်တော်ပြောနေတာဆရာတော်လေးသားပါတယ်ဗျာဆရာတော်လေးသားပါတယ်ဗျာယူသေးပါတယ်အခုလိုရိုင်းတိုင်းတဲ့သူတွေတည်းပြောခွင့်ရတယ်သူတို့တွေကိုဆုံးမခွင့်ရတယ်အတိတရားပေးခွင့်ရတယ်ဒီတော့ကျေးဇူးတင်ပါတယ်ဗျာမော်နီကာလည်းမရှိပါဘူးသူကသူကြောက်ပြီးထွက်ပြေးတာပါဗျာကြောက်ပြီးထွက်ပြေးတာပါရှိပါတယ်ဒီလူတွေကမြန်မာချင်းပြတ်တက်ခိုင်းတဲ့အကြမ်းဖက်ဖွဲ့တွေကဖြစ်တယ်ဗျမြန်မာလူမျိုးတွေကိုပြန်တတ်ဖို့တဲ့ပီရီယာမင်္ဂလေးလောက်တတ်တိမရှိတဲ့သူတွေဖြစ်တယ်ဗျသူတို့တွေကအဲ့တော့ပီရီယာမင်္ဂလေးတွေကိုပြပြီးတော့တောင်းစားတဲ့သူတွေအမှောင်တွေကမောင်ဆဲဖြစ်တယ်သူတို့တွေကိုမျက်နှာပြပြောဖို့အတွက်ကိုဒီတော့ကတောင်းဆိုပါတယ်ဗျမြန်မာမိမ့်မိန်ငယ်လေးတွေကကပြပေးနေတဲ့အချိန်မှာသူတို့တွေကအမှောင်တွေကနေတော့မြှောက်ပင့်ပေးတဲ့သူတွေဖြစ်နေကြတယ်အဲ့ဒါကြောင့်ပြည်တွင်းထဲမှာနေတဲ့မိန်းကလေးတယောက်လောက်တတိမရှိတဲ့သူတွေကိုတပည့်တော်ကရှုံချပါတယ်ဗျယောက်ျားတွေအနေနဲ့နိုင်ငံသားမှာနေတာကြည်လို့ရမှာနေတာပီရီယာမိန်းကလေးတယောက်လောက်ကိုတတိရှိပေးပါလို့တပည့်တော်ကတောင်းဆိုပါတယ်ဗျအဲ့ဒီဂျီဇက်ကိုပဲဖြစ်ဖြစ်လူမိုးဆိုတဲ့မြန်မာချင်းပြတ်သားခိုင်းတဲ့အစ္စလာမ်အစွန်းရောက်ရဲ့တပည့်ကိုပဲဖြစ်ဖြစ်ရုပ်ဖွင့်ပြီးပြောသေးချင်ပါတယ်ဗျာတပည့်တော်ဒါအစိုးရကတောင်းဆိုခဲ့ပူပါတယ်ရုပ်ဖွင့်ပြီးပြောသေးချင်ပါတယ်ဗျာအောက်ကမန်းနေရလဲတောင်းဆိုပါတယ်ဗျာနိုင်ငံပေါ်မှာစေတနာထားတဲ့မြစ်တာထားတဲ့နိုင်ငံကိုတကယ်ချစ်တဲ့လူတွေမှန်ပါတယ်ဆိုရင်ရုပ်ခွင့်ပြီးပြောစီချင်ပါတယ်ခင်ဗျာကြီးစကဘေးရောက်ပြောလူမောင်းကဘေးရတော့အဲ့တော့ဒီပြတ်သားခိုင်းခွဲရပါဗျာသူတို့မျက်နှာပြပြောခိုင်းကြဘုံပြောပြလေးကိုဘုံမကြီးစက်ကိုတော့သူပြောတဲ့စကားလေးကိုသဘောကျတယ်ဆရာတော်ကိုယ်တိုင်ကသတို့ဆောက်ဖြုတ်ချလိုက်တာဗျာနော်ဆရာတော်ကိုယ်တိုင်ဖြုတ်ချလိုက်တာပေါ့ဒီမှာကျွန်တော်ရှိမှမှတ်တမ်းဖြစ်ပြီပါလိုက်ပိုင်ရှင်ကိုယ်တိုင်ကကျွန်တော်ဖြုတ်ချလိုက်တာမင်းနဲ့ပြောနေတယ်အမောင်လေးကနေပြောနေတယ်ဟိုတို့လိမ့်စာတောင်းဒီလိုလိမ့်စာတော့လိမ့်စာအတိကျတဲ့လိုက်တတ်နေတယ်ဖုန်းတပည့်တော်ပြောချင်တာကဖုန်းကိုလည်းတပည့်တော်ကဟိုဘာဖြစ်ပါတယ်ဗျာတပည့်တော်တပည့်မထင်ပါနဲ့ယုံကြည်မှုရှိတယ် confidence ရှိကိုကိုယုံကြည်မှုရှိတယ်ဆိုရင်မျက်နှာချင်းတိုင်း face to face စကားပြောလိုက်ကျွန်တော်ကဘသူပါဘာလုပ်ပါတယ်ကျွန်တော်ဒီနိုင်ငံရေးကိုဘယ်နေရာနေပြီးတော့အခုမှတော်လိုင်းလုပ်တယ်လို့ဆိုရင်တော်လိုင်းရေးလုပ်ပါတယ်ကျွန်တော်မှလည်းမိသားစုရှိတယ်တပည့်တော်အဖေနဲ့မေဆိုမလုပ်ခိုင်းဘူးဒီလုပ်ကိုဆက်မလုပ်တော့တယ်ပြောတာဟိုသူတို့လည်းလာပြောနေတယ်တပည့်တော်ရဲ့ဖုန်းကိုကြီးဆက်လို့တပည့်တော်တက်ပြောပြီတပည့်တော်ပြောချင်တာကဒါကဒီဘက်ချမ်းသာလူတွေမှာကအရင်ကြီးကိုပဲစိုးရင်ရတယ်ပြီးတော့ပတ်ဝန်းကျင်မှာ PDF မိသားစုတွေရှိတယ်ဘယ်သူမှသူပြောတော့ဒုက္ခမရောက်ခဲ့ဘူး